င်္ဂလာပါမတူညီတဲ့တင်မဟိုဒါဟိုကလပ်တင်းတွေမှာစိန်ကုန်မှုတင်တဲ့ချန်ပီယံဖြစ်ချင်လို့ရန်ကုန်ယူနိုက်တက်ရွေးချယ်ဖြစ်တာကက်ခဲတော့ကျွန်တော်ငယ်တော့အိမ်ကတော့ဘောလုံးပေးမကန်ခဲ့ဘူးပေါ့နော်ဒါပေမဲ့ကန်ဟိုဒါပေါ့9 တန်းနှစ်လောက်မှာပေးမကန်ခဲ့ဘူးဒါပေမဲ့ခိုးကန်ခဲ့တယ်အခါနေပြီးမှအကယ်ဒမီကတဆင့်ပေါ့ဒီ professional line ကိုရောက်လာတာရှိမှရှိတဲ့ senior တွေကိုကြည့်ပြီးတော့ပေါ့နော်အားကြပြီးတော့ဟိုဒါပေါ့လမ်းစဉ်ဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့စူးစမ်းခဲ့တာပေါ့နော်ဒီမှာဆိုစမ်းစစ်နိုင်တဲ့တော့ငယ်တော့ကတော့ဟို academy ကအတူတူဆိုတော့သူနဲ့တော့ဟိုအရင်နှီးဆုံးသူငယ်ချင်းပေါ့ဒီမှာလောလောဆယ်နောက်ကိုတီပစ်လို့ဆိုကျွန်တော်ရဲ့ senior ကျွန်တော်အားကြရတဲ့အိတ်တော်ဆိုတဲ့ဟုတ်တယ်အရင် interview တွေမှာလည်းကျွန်တော်ထည့်ပြပါတယ်ကျွန်တော်ရဲ့အိတ်တော်အရင်ရှမ်းမှာလည်းအတူတူတွဲဆော်ဘူးလေကိုတီပစ်နဲ့အခုလိုပြန်ပြီးတော့ဆော့ရမယ်ဆိုတော့တိုင်းစီဝမ်းသာပါတယ်ဟုတ်ကဲ့အစမ်းကုန်ဒီရန်ကုန်နဲ့အတူဟိုချန်ပီယံဟိုပြန်ပြီးတော့ရအောင်လို့ကျွန်တော်အစမ်းကုန်တိတ်ပွဲဝင်ပါပါမယ်လို့ကတိပြုပါတယ်အစမ်းကုန်ကြိုးစားပါမယ်ဟုတ်ကဲ့ကျွန်တော်အားပေးနေတဲ့တယောက်ချင်းစီရောဒီရန်ကုန်ဖန်တွေရောဟုတ်ကျေးဇူးအများကြီးတင်ပါတယ်